လေးကလေဖျားနေရနည်းနည်းတော့ကြာပြီအဲ့ဒါလောလောဆယ်တော့ကျွန်တော်သူ့ကိုပိုးသက်ဆေးလေးတိုက်ထားတယ်ပေါ့နော်ဒါပေမဲ့ကလေးကအဖျားလေးမကြောက်ဘူးအဲ့တော့ကျွန်တော်အခုစီကံသွားပြီးတော့ဆေးလေးထိုးပေးလိုက်ရမှာတော့ဒါအေးဒီလိုမျိုးမိဘတွေအနေနဲ့ကလေးတွေဖျားတဲ့အချိန်မှာလုံးမိနေတဲ့အမှားတွေပေါ့နော်အဲ့အကြောင်းကိုအမှား၅ခုအကြောင်းတော့ဒီနေ့ပြပြပေးမှာဖြစ်ပါတယ်နော်ကလေးတွေဖျားပြီဆိုလို့ရှိရင်ပိုးသက်ဆေးတွေကိုဆရာဝန်ညွှန်ကြားချက်မပါဘဲနဲ့လုံးဝတိုက်လို့မရဘူးနော်ဖျားတာပုံမှန်နှာစီးချောင်းဆိုဖျားနာတာတွေကဗိုင်းရပ်စ်ကြောင့်ဖြစ်တာမဟုတ်လို့ပိုးသက်ဆေးရလိုလေးမရှိဘူးပုံမှန်အဖြစ်နော်နောက်ထပ်နံပါတ်2ချက်ကကြတော့အဲ့ကလေးကိုမလိုဘဲနဲ့လေတင်ပါဆေးတွေရှောက်ထိုးတာနော်တော်တို့ကလေးတွေဖျားတဲ့အချိန်မှာတခြားနည်းလမ်းတွေနဲ့ဖျားကြအောင်လုပ်လို့ရတယ်မလိုဘဲနဲ့တင်ပါဟုတ်ဆေးထိုးဖို့မလိုဘူးနော်ပြီးတော့နောက်ထပ်နံပါတ်3ချက်ကကလေးကိုဖျားတဲ့အချိန်မှာကလေးလေးတွေကချမ်းကြတယ်ပေါ့နော်ချမ်းလို့ဆိုပြီးကလေးကိုလေအဝတ်စားတွေ2ထပ်3ထပ်4ထပ်အဲ့အများကြီးရှောက်ဝတ်ပေးရတယ်နော်အဲ့လိုအထူးကြီးမဝတ်ပေးနဲ့ပုံမှန်ဒီကော်တွန်လက်ရှိလေးမောင်းမိရှိလေးကြောက်ဆိုရပြီနော်လေဝင်လေထွက်ကောင်းအောင်ထားပြီးနော်ပြီးရင်နောက်ထပ်နံပါတ်4ချက်ကကြတော့တချို့တွေကလေရေဘက်ကိုတိုက်တော့တိုက်ကြတယ်ဘယ်လိုတိုက်တာလဲဆိုတော့ရိုးရိုးရေနဲ့မတိုက်ဘဲနဲ့လေရေခဲရေတွေနဲ့ကလေးကိုရေဘက်တွေကိုတိုက်ပေးတာအဲ့လောက်ကြီးမလိုဘူးเนาะရေခဲရေနဲ့ကလေးချမ်းပြီးတော့ပူဆိုးကုန်လိမ့်မယ်เนาะနောက်ဆုံးနံပါတ်5အချက်ကကြတော့ကလေးဖျားနေတဲ့အချိန်မှာဒီကလေးနေမဲ့အခန်းကိုလေဝင်ထွက်ကောင်းအောင်ထားရမယ်เนาะပရင်းမောက်ကြီးအလုံးဖြောက်ပိတ်ထားတာအဲကွန်လေးလည်းပိတ်အကုန်လောင်ပိတ်ပြီးအဲ့ဒါမျိုးထားလို့မရဘူးเนาะလေဝင်ထွက်ကောင်းအောင်ပရင်းမောက်လေးဖွင့်ထားပြီးတော့ဒီချာလေးထားပြရမယ်เนาะမိဘတွေရောတခြားဒီအမှားတွေလုံးမိနေတဲ့အမှားတွေရှင်းရတာကို comment မှာပြောခဲ့လို့ရပါတယ်